ကမ္ဘာအဆင့်မီဘောလုံးပွဲကြီးတွေကျင်းပဖို့အတွက်ဘာလို့ဒေါ်လာတန်းနဲ့ချီကုန်ကြရတာလဲအဓိကလှုပ်ဝက်ချက်ကတော့ဒီမြက်ခင်းပြင်တွေကြောင့်ပါပဲလုပ်သားတွေဟာအရင်ဆုံးအပေါ်ရန်မြက်ခင်းနဲ့မြေစီလွာတွေကိုဆက်တွေနဲ့အကုန်ချစ်ထုတ်ပစ်ပါတယ်ပြီးမှကြိုတင်စိုက်ပျိုးထားတဲ့စစ်မှန်တဲ့မြက်ခင်းအလိပ်ကြီးတွေကိုကော်စောခင်းတယ်လို့တလွာချင်းစီတိတိချာချာပြန်ခင်းကြတာပါဒါပေမဲ့စမ်းနာကမြက်ခင်းအဟောင်းကစိမ့်ဆိုပြီးကောင်းနေတော့မဲလေဘာလို့ပတ်စံအကုန်ခံပြီးအစ်စ်လဲတာလဲဘာလို့လဲဆိုတော့ကမ္ဘာအဆင့်မီကွင်းတစ်ခုမှာစိမ့်နေုံနဲ့တင်မလုံလောက်လို့ပါပဲတကယ်အရေးကြီးတာကမျက်မြစ်တွေခိုင်ခန့်မှုမြင်မျက်နှာပြင်ညီညာမှုနဲ့ရေစင်းအားကောင်းမှုပဲဖြစ်ပါတယ်ပွဲနာရက်တွေဆိုရင်လည်းမြက်ခင်းတွေကိုလေရည်နဲ့ဟာရတက်တွေမြေကြီးထဲကောင်းကောင်းစိတ်ဝင်နိုင်အောင်အခုလိုဆက်နဲ့အပေါက်လေးတွေလိုက်ဖောက်ပြီးပြုစုရပါတယ်ဒါကြောင့်ကွင်းကောင်းတစ်ခုဖြစ်ဖို့ဆိုတာမြက်ခင်းစိမ့်စိမ့်လေးခင်းထားရုံတင်မဟုတ်ပါဘူးမိနစ်60စလုံးမှာဘောလုံးလိမ့်တာချုံးမွေးဖို့ကစားသမားတွေဒဏ်ရာမရအောင်ခြေကုပ်မြဲဖို့နဲ့မိုးရွာရင်တောင်ပွဲမပြတ်ပဲကန်နိုင်ဖို့အတွက်တန်းနဲ့ချီရင်းနှီးမြှုပ်နှံထားရတာဖြစ်ပါတယ်ဗျာ